အားလုံးပဲနေကြပါဒီနေ့ကျွန်တော်တို့ရက်ဆောင်လို့တော့ရှိုးတပိတ်ရှိုးစီစဉ်တူးမှာပါဝင်ဆွေးနွေးကြတဲ့ခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာပြည်မှာဒီမှာလူသိများတဲ့ကျွန်တော်တို့ရဲ့ဆရာကြီးတယောက်လည်းဖြစ်တဲ့ကျွန်တော်တို့စီးပွားရေးတက်သူကနေပြီးတော့ညနေတောင်မျိုးမျိုးတွေကိုဒီတွင်းမှာရောဒီဘက်မှာရောနောက်အချက်ပြီးဖြစ်တဲ့ပြပောင်းများစွာလောက်တာပဲတဲ့ကျွန်တော်တို့ဆရာကြီးပမောက္ခဒေါက်တာဦးအောင်ထွန်းသက်ကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်ဆရာကြီးဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေကတော့ဒီစီစဉ်တူမှာပါလေခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတော့ပါမယ်ဖြစ်ပါတယ်။မင်္ဂလာပါဆရာကြီး။မင်္ဂလာပါဆရာတော်။နောက်ဆုံးတော့ပြီးနေပြီကျွန်တော်တို့ဆွေးနွေးကြတဲ့ဥစ္စာတော့ဒီဟိုအလုပ်သမီးတွေရတယ်တော်တော်လေးနေရာကြီးတာပေါ့နော်ဆရာလူကြီးရယူတဲ့အဖြစ်လေဟိုကများလာတယ်ပေါ့။အဲ့တော့ကျွန်တော်စီမှာလည်းဟိုဒီရီယာတော်တော်များများပါလေအလုပ်သမီးတောင်းချက်ဆောင်ပါကြဟိုများလာတဲ့အတွက်အရင်လိုမဟုတ်တော့ဘူးပေါ့နော်အရင်ကလူတွေတော့မြင်တဲ့ perception နဲ့ perception တေးရ woman
အဲဒီက women ကျွန်တော်များများရှိလို့လာတယ်လို့ဆိုတော့အဲဒီမှာဒီရတော့ရှိုး level show မှာဆွေးနွေးမှုဒီကောင်းနေတယ်အဲဒီက women တွေပါတယ်တော့ဒီထည့်ထားတာအဲဒါလေးကတော့ပြောတယ်ဆရာရဲ့အမြင်လေးပေါ့တကယ်တော့ဆရာတို့မိတဲ့မျိုးက gender ကိစ္စဒီကတော့တို့ဒီညာနဲ့ပြောတော့ gender ကိစ္စနားရတယ်ဒီ gender ဒီကျမ်းမလို့ပြောရင် role ကိုပြောတာအဲ့တော့လူပြောက်ကကြားဖြစ်တယ်ယောက်ျား biological သူ့ရဲ့သဘောဝါရဒီသူ့ရဲ့ဒီဆောက်ပုံမှာယောက်ျားပုံစံနောက်သဘောဝါရသူ့ရဲ့ဒီဆောက်ပုံမှာဒီလို physical ဒါပေမဲ့ခုထုံးတဲ့အတိုင်းနာကိနာရဲ့ရဲ့ရဲ့ရာတူမှာဒီ biological limit သူကမွေးရကြားဖြစ်တယ်မွေးရမာဖြစ်တယ်ဆိုရင် limit ကိုကျော်လွှားနိုင်တယ်ဘာလို့လဲဆို biological ကို change လုပ်လို့ရတယ်အဲ့တော့ gender ဒီ physical gender ဟာမွေးရပါရင် determinant မဟုတ်တော့အရင်တော့နားလည်တာအကြာယောက်ျားလေးခင်ယောက်ျားလေးမွေးတယ်အဲ့ဒီယောက်ျားလေးမွေးတာမင်းကလေးဖြစ်နေတာဘူးခင်ဗျာတော့ခင်မီတော့ဒီပညာရင်းနဲ့မင်းကလေးမွေးတာကြာယောက်ျားဖြစ်ဒါပြောလို့မရပြောရမှာဘူးကိုပြော gender rule အဲ့တော့ gender rule ပြောပြန်တယ်အခုအရင်တော့ဖြစ်တာကလေးမသမီးမွေးတော့ဒီပါရနှစ်တကြဘူးအဲ့တော့ဆိုသမီးမွေးလိမ့်ကြတယ်လို့ထင်ဒါ culturally အရင်ကြီးလို့ရဒီတာစုပန်းနေဆိုတာတော်တော်လေးကိုကျင်နာဖို့ကောင်းနေပြီနော်ဒီတာမတမှုရှိတယ်လားသမီးတမှုမရှိဘူးလားဆိုဒီ cultural determinant ဒီဆရာတို့ရည်ကြီးမှုကတော်တော်လေးပြင်နေဒါကြောင့်ဆရာတို့စီဝါရေးပညာမှာအင်္ဂါရေးကြည့်တယ်ဒါလည်းဆရာတော်ကမသိနေဘူးထင်တယ်မှုဆိုတော့ဒီတကယ်တော့ gender parity at birth ကလေးမွေးတဲ့အခါနော်ယောက်ျားလေးတရားမွေးမိန်းကလေးက130မွေးရတယ်နော်ဘာကြောင့်လဲဆိုဒီအင်းနော်မိခင်တတိတေရမတရီနဲ့ကြားတရီရှင်လိုက်မတရီကပူပြီးတန်တော့အင်္ဂလိပ်နေတာအဲ့တော့ gender နဲ့ကြည့်တရားနဲ့130မိန်းကလေးက130ယောက်ျားလေးက100ဖြစ်တာအမှန်တကယ်ကြားရရတော့လည်းပြီးလာတယ်ပေါမကအမတီဆန်ဒီတော့လိုပဲသူရတယ်ဆရာကြီးလာကလကြီးနဲ့ပြုတ်သွားကြည့်တော့ဒီကဘာလုံးမှာရှိတယ်ဘာလို့ဒီ100ဖြစ်တာယောက်ျားလေး100မွေးမိန်းကလေးက130ဖြစ်ရတော့ကြည့်တယ်ယောက်ျားလေး100ဦးတယ်မိန်းကလေးသူ့ရဲ့ thesis missing girl ဆိုပြောင်းနေတဲ့ကလေးပါလိမ့်မယ်ဘာတော့ဖြစ်ရလဲလို့ပြောရင်ခင်မိနာတဲ့ဒီပညာရေးကိုယ်ဆောင်နဲ့မိဘတွေကိုယ်ကကလေးဖြစ်မိန်းကလေးဖြစ်တားလို့နေတယ်ဒီကိုယ်ဖြစ်တယ်အဲ့တော့ပြုပြီးမှဒီတိုင်းကလေးပြီးမှဒီကြောင့်ကိုနောက်ပိုင်းဖြစ်လာတာကျတော့လည်းဒီယောက်ျားလေးကြီးရားနေပြီးတော့မိန်းကလေးကြီးနေတော့ဒီနေ့ကအစအရာကိုဒီချင်းမှုရအောင်ဒါကိုလုပ်တာအခုကမှတော့အဲ့ဒီဟာကိုကိမပြီးတော့ဖြစ်တယ်လို့စဉ်းစားဘာမှမတော့အဲ့လောက်ဒီမလုပ်နောက်စုပါနောက်ပဲရှိလောက်ကြည့်ဆုံးမဲ့မင်းဒါပေမဲ့ gender rule ကြည့်လို့ရှိရင်ဟိုဘလုတ်ကိုင်ခဏတော့အရင်တော့နားလေရအင်္ဂလိပ်ကိုစစ်မတိုက်နော်အင်္ဂလိပ်ကိုနောက်တော့မှအခုတလောကဒီစစ်မိပြင်ထွက်တိုက်ဒုတိယဘုံကြီးသမီးကြီးခတ်လိုက်ပဲအစ္စရေးမှာတိုက်ပြီးမောင်းတာမျိုးကြီးတလောတော့ပါကစ္စတန်မှာမောင်းတာအဲ့တော့ဒီအမျိုးမျိုးလို့မမြင်တဲ့ gender rule လို့ဒီပုံစံမျိုးဖြစ်နော်ဩစတြေးလျမှာစစ်တိုက်ပြီးမောင်းတာမျိုးကြီးကပ်တယ်ဘာမှမလုပ်ဘူးပြည့်နော်ဒါစဉ်းစားလို့ဒီလား
တော့ gender ကိုတွေတောင်းလာတယ်လမ်းမျိုးတော့တစ်ခါကအဲ့ဒါကြီးရှိတယ်ဥပမာဆိုတော့ကိုယ်နိုင်ငံမှာဒါကြာတော့လို့ဒီလိုဆိုတော့ကိုအင်တော်ကြတဲ့ခါမှာတကယ်တော့ကျွန်တော်ကအင်တော်ကြတယ် extended family မိသားစုနဲ့နေကြတော့နော်အဖေမိကတော့ဟိုမှာလည်းနေဒီပါလည်းနေဒါချင်းလေးရှိတယ်ကူပဲလို့ရှိတယ်အခုဒီဘက်ကြောင့်ကျွန်တော်ဒီဘက်လူ့ဘက်ကြီးဟိုနော်ဒီမြတ်ကြောင့်ပဲနေရဒီမြတ်ကြောင့်လည်းနေရအခုလည်းမရှိတော့ကဲသူမကြတာဘယ်လိုဖြစ်စဉ်းစားရအရင်ကမင်းလေးပဲချင်းရတယ်အခုတော့ယောက်ျားလေးပဲချင်းအဖေတို့ကတော့အတိဝင်ရှုံးပါတယ်အရင်တော့နော်အရင်တော့မင်းကြီးတော့ခါလေးမိုးရောင်းဆိုတာလေမရှိတော့အဲ့တော့ပုံစံနဲ့အများကြီးတော့အဲ့တော့ဒီအခြေခံလေးကျွန်တော်နားလည်ဖို့တူတယ်တိလာဖို့တူပြီးတော့မှဆရာကောင်းပြောတဲ့ကိစ္စစဉ်းစားရင် gender discrimination အလုပ်တိုင်ကိုယ်နိုင်ငံလူကန်တာရယ်မျိုးပြီးပမုခချင်းတူလူသားလူကြီးပမုခချင်းတူလာကတူပမုခချင်းတူလူသားလူမခွဲသူတို့ရှိမှခွဲတယ်သူတို့ရှိမှပမုခအမေရိကန်မှာတော့ပမုခချင်းတူကြားနေမှာမိမရရဲ့လူကြီးရရဲ့လာကတူကြားတဲ့ 80% တော့ပဲရှိ gender discrimination ရှိဒီကြောင့်သူတို့တိုက်ချက်တာအတင်းသူတို့gender parity ရအောင်လို့လုပ်လာကရင်တူရမယ်ပါလားလုပ်တာဆိုတော့ဒါကတော့ဟိုအင်မတန်ရေးကြည့်တဲ့ကိစ္စပဲဒါကြောင့်မို့ကလေးတွေကကလေးမတွေကဟိုအခုတော့ဟိုကဏ္ဍမရှိတော့ပါဘူးအမျိုးမျိုးဝင်ကြီးလည်းဖြစ်နေတာဟိုကျတော့နိုင်ငံတော်တောင်ပေါ်ပုဂ္ဂိုလ်တော့အမျိုးမျိုးပဲဟုတ်တယ်မလားအခုမှကျတော့ limit မရှိတော့ပါဘူးအဲ့တော့ limit မရှိတော့မိဘတွေလည်းမှားနေတာတော့မိမိသမီးမွေးကြီးနော်အကန့်အသတ်မလုပ်ပါဘူးပါလို့ဒီအများကြီးဖြစ်အခုမြန်မာပြည်တော့မှာဒီအားလုံးတော့ဒီမောင်းအဲ့တော့ကလိမတွေကိုကျွန်တော်အခွင့်အရေးတွေအများကြီးရတဲ့အခါမှာကလိမတွေအနေနဲ့အမျိုးကြီးတွေဒီခွင့်အရေးတွေလိုကောင်းတယ်။အဲကြောင့်လည်းကလိမရဲ့ဒီမှာတော့ခုတော့ရှိတယ်နော်ကျွန်တော်ဒီနေ့ဒါချက်တော့အိတ်ချလုံးတယ်နော်ကြားနေမှမခွဲလူနော်ကြားနေမှလည်းမဆိုင်သူ့ရဲ့အိမ်ရှိတယ်အဲ့တော့ကလိမတွေအနေနဲ့ဒီရေကြောင်ကိုအရေးကြီးတာကျွန်တော်လက်ခံတယ်ရေရှင်းရှင်းအောင်လုပ်ပါဘုခေတ်မှာတော့ကြားဘုံမမဆိုင်တော့ဘူးနော်ကြားနေမှလည်းမပတ်သက်တော့ဘူးသူကြောင်းချင်းတော့ဒီလေမိုင်းဒီမှာတော့သူထူးချင်းတော့ဟိုပေါ်ဒီတဲ့နေလို့ကျွန်တော်ကွာပြီးကြပါလေကလေးတွေဒီနဲ့နော်မင်းကလေးတွေဒီနဲ့ငါမှာမင်းကလေးချစ်လို့အင်အောင်ကြသွားရင်နော်အင်အောင်ဒီပဲလုပ်ရမယ်နော်ဒီကရိယာဘုံမင်းမဖြစ်နိုင်တော့အဲ့ဒီဟာကိုလည်းကျွန်တော်စဉ်းစားဘူးကုမ္ပဏီတွေမှာလည်းကရိယာဘုံမင်းကိုသိလက်မခံဘူးဟိုကုမ္ပဏီအဲ့တော့တခုရှိတာ sacrifice မလုပ်ချင်ဘူးနော်ဟိုမိရဲ့မိသားစုကြောင့်အလုပ်ထွက်ရတာလို့မဖြစ်တယ်နော်အခုဆိုကျွန်တော်လုပ်နေဒီကလေးနော်ဟိုကျောင်းသွားကျောင်းတက်ကျောင်းဆင်းပါအမေဒီကျောင်းပို့တယ် flexible working hour လုပ်လို့မရဘူးနော်ကျောင်းထားတဲ့ဟိုအမေကလေးကိုကျောင်းအပ်ပြီးမှကျောင်းပို့ပြီးမှအလုပ်ဆင်းလို့မရဘူးကလေးကိုကျောင်းနော်ကျူပြီးမှလုပ်လို့မရဘူးလုပ်လို့ရစမ်းဟုတ်ဘာလို့မိဘတွေအမေတွေကိုကရိယာဝန်းမင်းလို့ပြောနေတယ်အရင်ပုံရနဲ့လုပ်လို့ကတော့အတင်မရအောင်အခွင့်အရေးပေးဖို့လို့အရင်တော့ရှိတယ်တက်တော့မှသိတယ်ဟိုအမျိုးကြီးဘာမှမကြုတ်မရှိတော့ကျွန်တော်ခေါ်တဲ့ glass တွေဟိုတက်တော့တက်ကြအစ်စ်မှကြံနေအခုတော့မရှိတော့ဘူးအဲ့တော့အဲ့ဒီဖြစ်တဲ့ကလေးတွေနေတဲ့နော်ကရိယာဝန်းမင်းဖြစ်ဖို့လိုတယ်ကရိယာဝန်းမင်းလို့ကရိယာကိုနော်ဟိုကြားနေမှနေမဆိုင်တော့ဘူးနော်ဟို gender ကိုကျွန်တော်အခုမှပြောရလို့မလို့ဟိုကျွန်တော်တင်ပြနေတာပါအဲ့တော့ဆရာနောက်ဆုံးအနေနဲ့ပေါ့ဒီနေ့လူငယ်တွေပေါ့ဆရာကျွန်တော်လည်းဒီလူငယ်တွေတွေးထောင်ပြရတဲ့နေရာမှာလည်းရောက်နေတဲ့အခါတော့လေဆရာလူငယ်တွေတွေစက်နေတဲ့ဟိုအာဘိကတိုက်ထုံးစကားတွေပေါ့အဲ့ဒါတွေကတော့မရှိပါဘူးအဲ့လိုလူငယ်လို့ပြောရင်နော်ကျွန်တော်ဘယ်လိုတတ်မှလဲနော်အဲ့တော့ဘယ်လိုတတ်မှလဲလို့ကျွန်တော်စဉ်းစားရင်ဒီတတ်မှတ်ချက်ဒီနည်းနဲ့15နဲ့24ဆိုအသက်ပိုင်းခြား
youth ကိုဒါကုလသမဂ္ဂအဖွဲ့ကြီးကဒီလိုပဲတတ်ပါတယ်တချို့နိုင်ငံတွေမှာကျတော့လူငယ်ကို35အထိတောင်တိုးတယ်အဲ့တော့လူငယ်လို့ပြောတဲ့အခါမှာဒီအသက်ပိုင်းခြားကန့်သတ်မှုဟာဒီလားအရေးကြီးတယ်ကိုယ်နိုင်ငံမှာတော့စက်တင်ဘာနဲ့24အောက်ကိုလူငယ်လူပဲကျွန်တော်ပြောအဲ့တော့လူငယ်တွေကိုလမ်းညွှန်ပါလို့လမ်းမညွှန်ညမအောင်လမ်းညွှန်လမ်းဒါပေမဲ့လူငယ်တွေကိုကျွန်တော်စဉ်းစားကြည့်ချင်တာပေါ့နော်စဉ်းစားကြည့်ချင်တာပေါ့ဒီကိုယ်နိုင်ငံရဲ့အနေအထားကျွန်တော်သုံးသပ်ရင်အင်တာမထူးခြားတဲ့တောင်းလဲမှုကျွန်တော်ဖြစ်ခဲ့တယ်ကိုယ်နိုင်ငံမှာကျွန်တော်နိုင်ငံရေးအမြတ်ရခဲ့တယ်ဒီရလာတဲ့နိုင်ငံရေးအမြတ်ကိုအခြေခံပြီးတော့စီးပွားရေးအမြတ်လူမှုရေးအမြတ်ရအောင်လူငယ်တွေဘယ်လိုလုပ်ကြမလဲဆိုတာကိုပြောပါတယ်အဲ့တော့အဲ့လိုစဉ်းစားတဲ့အခါမှာလူငယ်တွေအဓိကတော့ကျတော့ choice ရွေးချယ်မှုနော်ဒါကြောင့်လည်းလမ်းမညွှန်ပါဘူးလို့ကိုပြောတာရွေးတာဒီကိုယ်ပိုင်ရွေးချယ်မှုဖြစ်ဖို့လိုတယ်မိဘပြောလို့ဆရာပြောလို့တငယ်ချင်းပြောလို့မဖြစ်တဲ့နော်ဘာကြောင့်လဲကိုယ့်ဘဝကိုပန်ရမှာနော်ဒီဘဝကိုပဲထိန်းကြောင်းမှာဒီဘဝကိုပဲဥဆောင်မယ်ကဲနော်ဘေးကလူပြောတာကိုပြုံးဆိုင်ပြီလို့မပြောမိဘတုံတင်တာကိုလက်မခံနဲ့လို့မပြောဆရာဆရာမတွေလမ်းညွှန်တာကိုမယူနဲ့လို့မပြောဒါတွေအားလုံးကိုစဉ်းစားပြီးတော့ရေးကြည့်တာ choice လို့ပါအဲ့တော့ choice လုပ်တဲ့အခါမှာ choice ကဘာလဲဆိုတော့ပြောတယ် change ပြောနေတယ်ဒီ change ရှိမှရဟုတ်အဲ့တော့ choice and change ဒါပေမဲ့နောက်စီတော့ chance ဘောကမရရဘူးစွန့်ရမှာအဲ့တော့လူတွေမှာကျင်တော့စွန့်စားဖို့တူတယ်ရွေးချယ်ဖို့တူတယ်ပြောင်းလဲဖို့တူတယ်ဒီသုံးလုံးပါဒီရွေးရမှာစွန့်စားရမှာပြီးတော့မှပြောင်းရမှာအဲ့တော့ဒီတိုင်းနေလို့တိုးတက်မှာမဟုတ်နော်ကိုဖြစ်ခြင်းနဲ့ဟာအဲ့တော့မှာကျင်တော့ vision ပေါ့မိမိဘဝအတွက်ဘဝအိမ်မရှိဘူးလို့ဒီမှန်ချက်ကို9နှစ်10နှစ်နှစ်စိတ်ကိုရှိမှာမရှိဘူးလို့လေကိုပါပြည့်ချင်တယ်ခုနဆရာတော်မိသွားတဲ့ရှေ့ပိုင်းကြီးမှာနော်ဘယ်ဘာသာယူပါမယူဘူးဆိုတာကိုပြည့်ချင်တဲ့ဆိုင်တော့နော်ကိုပွားပါတယ်အဲ့တော့အရေးကြီးတာပါလေကိုကြောင့်ကိုသိရလားကိုကြောင့်ကိုလို့သိရတယ်မရှိပါဘူးနော်ကိုရဲ့စိတ်နေသဘောထားကိုရဲ့ယူဆချက်ခံယူချက်ဒါတွေအားလုံးကိုယ့်ကိုသင်မြင်ပြီးတော့မှကျွန်တော်ရွေးရမှာဖြစ်တယ်အဲ့တော့အဲ့လိုရွေးတဲ့အခါမှာအခုအလုပ်ပိုင်းခွင့်ရလို့ပြောရင်ဆရာတော်အောင်လည်းသိတယ်လူတွေပြောနေတာအလုပ်လုပ်မယ်ဆိုပြီးတော့ရွေးချယ်နှစ်ခုပဲလို့ပြောတယ်အဲ့ဒါဘာလဲဆိုရင်ပုဂ္ဂလိကကဏ္ဍမှာလုပ်မလားအစိုးရကဏ္ဍမှာလုပ်မလား private လား public လားလို့ပြောဆရာတော်တရားတစ်ခုရှိတယ်လို့ထင်တယ်နော်ဒီလုပ်ငန်းတွေမှာသူ့အလုပ်ငန်းတွေမှာဝန်ထမ်းတွေနဲ့လုပ်မလားနော်အစိုးရဌာနတွေမှာဝန်ထမ်းနဲ့လုပ်မလားလို့ဒီမိကုန်းထက်ကိုယ်တိုင်လုပ်မလားဆိုတဲ့မိကုန်း self employed ဘာကြောင့်နိုင်ငံတိုးတက်တာ self employed တော့ကိုယ်အလုပ်ကိုလုပ်တဲ့လူတွေများလာရင်တိုးတက်မှာနော်အဲ့တော့ရွေးချယ်ဖို့လူတာ self employment အဲ့တော့အဲ့ဒီညမှာလူငယ်တွေအားပေးနေတာတော့ကျတို့ကိုယ်တိုင်စိတ်ဝင်စားတဲ့ငယ်လေးရလေးလာထားတဲ့စုံဦးတီထွင်မှုလူငယ်တွေစဉ်းစားဖို့တူတယ်လူငယ်တွေတီထွင်မှုတူတယ်လူငယ်တွေဦးစီးဖို့ဒါပေမဲ့အဲ့လိုစုံထွင်ဦးစီးတဲ့အခါမှာမိမိအကျိုးအတွက်တစ်ခုတည်းမကြည့်ပဲနဲ့လူ့ပွဲကြီးတွေကြည့်ပြီးပါနော်လူ့ပွဲကြီးတွေကြည့်ပြီးတော့ဆရာတို့ပြောတဲ့အတ္တပရကိုယ်အတွက်လည်းကောင်းမယ်အများတို့လည်းကောင်းတဲ့အလုပ်တွေရွေးချယ်နေအောင်လုပ်ပါဘာပဲဖြစ်ဖြစ်ခုဘဝအဲ့လိုဘဝကိုစဉ်းစားတဲ့အခါမှာလူငယ်တွေကိုမှားကျင်တာတော့ဆရာတို့ဖြစ်စေချင်တာအင်္ဂလိပ်လိုပြောရင်တော့ getting ရယူခြင်းနဲ့ giving ပြဿချင်းဒီနှလုံးပါဆရာတော်ရယူခြင်းကိုမစဉ်းစားကြည့်ပြဿချင်းကိုစဉ်းစားတယ်ဘုဘဝကိုနော်တိုင်းတွားတဲ့ခါမှာနော်သူများကငါဘယ်လောက်လုပ်ပြီးဘူးလေဆိုတော့ပြည်သားနဲ့ပဲတိုင်းမှာမ
ဘာရရဲ့ဘယ်ခွင့်ရရဲ့နာကမင်းများရရဲ့နော်ယာရုကြီးရတယ်ဆိုတာအရင်ကြည့်ပါဘူးပေးနိုင်တာအရင်ကြည့်ပါလားဘာကြောင့်လဲအဲ့ဟာဒီကိုယ့်ရဲ့တာမှုပါအဲ့တော့ဆရာတို့အနေနဲ့နော်ဒီလူတာမှုရှိတဲ့မြန်မာလူငယ်တွေများရှိပြီးခုနိုင်ငံရဲ့အနာဂတ်အခုလည်းလှပတဲ့အနေအထားဖြစ်အောင်ဝိုင်းကြိုးစားကြပါလို့ဆုတောင်းရင်ဒီလိုပြောပါတယ်ဒီလိုပါလေအခုလည်းအခုဒီဗီဒီယိုတော်တော်လေးကိုကြည့်ပြီးတော့ဒီမှာ